ဟေးဒီဇလန်ကိုနန်းထောင်ကြည့်ပါဦးတခါတုန်းကနော်ရီယန်လို့ခေါ်တဲ့မြို့တစ်မြို့ရှိတယ်အဲ့ဒီမြို့ကအပြင်ပန်းကြည့်ရဲ့အိမ်မက်ကျင်ကိုလိုက်လံဖမ်းဆီးနေတဲ့လူငယ်တွေကြောင့်တောက်ပနေတယ်လို့ပဲဒါပေမဲ့အတွဲမှာတော့မနှဲခက်ခဲတဲ့ဘဝတစ်ခုလုံးနဲ့အိမ်မက်တွေကိုဖိနှိပ်နေတဲ့လောကကြီးပါပဲအဲ့ဒီမြို့ချင်းမှာအင်းဆုံးလို့ခေါ်တဲ့လူငယ်တယောက်ရှိတယ်မျက်မှန်လေးတတ်ထားပြီးမီနီမတ်ဆိုင်လေးတစ်ခုမှာအလုပ်လုပ်တယ်ဖောက်တဲ့တွေကိုအရန်နှွေးထွေးစွာဆက်ဆံတတ်ပြီးမြဲတခါတလေသူ့ရဲ့အပြုအမူကလူတွေကိုအနှဲငယ်မတတ်မတာဖြစ်စေတတ်တယ်အထူးသဖြင့်သူ့ရဲ့အရာတစ်ခုချင်းစီကိုအလွန်အသေးစိတ်ပြောပြတတ်တဲ့အကျင့်ကြောင့်ပေါ့ဒါပေမဲ့သူ့ရဲ့ boss ကတော့စိတ်ရှိမရှိဘူးငွေလဲအရန်တင်းကျပ်တဲ့လူတယောက်ဖောက်တဲ့ရှိမှတောင်အင်းဆုံးကိုမာမာထန်ထန်ဆူတယ်အင်းဆုံးကတော့စိတ်ထဲမှာငါသာချမ်းသာရင်ဒီလူကိုပြန်တီးမယ်လို့တွေးနေပြီးစိတ်ကူးထဲမှာတောင်သူ့ boss ကိုပြန်ထိုးတယ်စိတ်မကျေနပ်မှုတွေကိုမထိန်နိုင်တော့တဲ့အင်းဆုံးကပန်းချန်တစ်ခုမှသွားပြီးတယောက်တည်းဆဲဆိုနေတယ်အဲ့ဒီနောက်မှာတော့ရဲအဖြစ်ဝင်ခွင့်စာမွေးပွဲရလက်ကိုကြည့်တယ်ဒါပေမဲ့သူ့နံပါတ်မပါဘူးအဲ့ဒီအချိန်မှာသူ့စိတ်ဟာတော်တော်လေးကျသွားတယ်မကြခင်သူ့တငယ်ချင်းကျူလာပြီးနှစ်ယောက်စလုံးစာမွေးပွဲကျသွားကြောင်းသိရတယ်အင်းဆုံးကမျက်ရည်တောင်ကျလာပြီးသူ့ရီစာဆိုရနဲ့လည်းပြတ်သွားပြီဆိုတာပြောပြတယ်ဘဝကဒီလောက်ပဲလားဆိုတော့မဟုတ်သေးဘူးသူ့အိမ်ကိုပြန်သွားတော့ပစ္စည်းတွေကိုအပြင်မှာထုတ်ပစ်ထားပြီးငွေမပေးနိုင်လို့အိမ်ထဲကနှင်ထုတ်ခံလိုက်ရတယ်အလုပ်လုပ်တဲ့ဆိုင်ထဲမှာတော့အိပ်ရတဲ့အခြေအနေဖြစ်သွားတယ်နောက်ကနေ့မနက်မှာတော့သူ့ boss ကထိုးပြီးလမ်းအောင်လုပ်ပြီးအလုပ်ကလည်းချက်ချင်းဖြုတ်ပစ်လိုက်တယ်ဒီလိုနဲ့အင်းဆုံးဘဝဟာအောက်ဆုံးထိကျသွားတဲ့အချိန်မှာကန်ကြမကနိုင်ငံလေးပြန်လှည့်လာတယ်ဖုန်းထဲမှာအလုပ်ချောင်ညာတကူတွေ့တယ်3ရက်2ရက်သာလုပ်ရပြီးပိုက်ဆံကလည်းကောင်းတယ်သူအရန်ပျော်ပြီးချက်ချင်းလျှောက်လိုက်တယ်ဒါပေမဲ့အဲ့ဒီအလုပ်ကဆေးစမ်းသပ်မှုတစ်ခုဖြစ်နေတယ်ဆိုတာ तू မသိဘူးဆေးရုံထဲမှာ3ရက်လောက်နေပြီးဆေးတွေတောက်ရစားရမပြောရတဲ့စီကံတွေကြားမှာနေခဲ့ရတယ်ပြီးတော့ तू ပိုက်ဆံလည်းရပြီးပြန်ထွက်လာတယ်ဒါပေမဲ့အဲ့ဒီနေ့ကနေစပြီးသူ့ဘဝကထူးဆန်းလာတယ်မိုးဝေမိုးတွေညလုံးထဲမှာအပြာရောင်အလင်းတောက်တွေပြီးတော့ဒီနေ့မှာကားတစ်စီးနီးပါတိုက်နေတော့မယ့်အချိန် तू လုံးဝမထင်မဲ့ပဲကားပေါ်ကိုခုန်ကျော်နိုင်သွားတယ်ဟာငါဘာဖြစ်နေပြီလဲနောက်တစ်ခုကမျက်မှန်မတက်ပဲတော့အရာအလုံးကိုတောက်ပရှင်လင်းစွာမြင်ရတယ်အဲ့ဒီနောက်မှာသူ့ရဲ့ညံ့ရည်အားလည်းမယုံနိုင်တော့အောင်တက်လာတယ်ပီလီယာကစားရင်လည်းကျွမ်းကျင်လာတယ်